နင်းကြတဲ့အမေကြီးဒါဝါဟာအမဲလိုက်ရမှာအောင်မြင်ကားစားပဲရှိပါသေးတယ်။ဒီအမေကြီးဟာသူမရဲ့သားပေါက်လေးတွေနဲ့အတူစားတော့ပွဲကြီးကိုမစင်နွှဲရသေးခင်မှာပဲဟိန်းနံတူတူတစ်ခုကြောင့်သတိထားလိုက်မိပါတယ်။အဲ့ဒီအတန်ကတော့ခေါင်းဆောင်အမတကောင်နဲ့အထီး၃ကောင်ပါဝင်တဲ့နင်းကြတဲ့အုပ်စုတစုစီကထွက်ပေါ်လာတာပါ။တေချာအကဲခတ်ကြည့်လိုက်တဲ့အခါမှာတော့ဒီအုပ်စုရဲ့ခေါင်းဆောင်အမဟာလွန်ခဲ့တဲ့ရက်တပ်တစ်ပတ်တွေတုန်းကသူမမောင်းထုတ်ခဲ့တဲ့ကျူးကျော်သူမှန်ဒါဝါတယောက်ရုတ်တရက်သတိပြုမိသွားပါတယ်။အခုတော့ဒီကျူးကျော်သူဟာအရွယ်ရောက်ပြီးသားသားသမီး၃ကောင်နဲ့အတူပြန်ရောက်လာခဲ့ပါပြီ။ဒါဝါတွေ့တော့ဒါဟာတေချာပေါက်ကပ်ပေးတစ်ခုပါပဲ။သူမဟာတုံ့ပြန်ဖို့နီးလန်းတွေကိုအမြန်စဉ်းစားလိုက်ပေမဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ကာဝယ်ပေးရမယ်သားပေါက်လေးနှစ်ကောင်ကလွဲလို့သူမကိုကူညီနိုင်မဲ့သူတယောက်မှမရှိပါဘူး။ကျူးကျော်သူတွေရဲ့တလန်းချင်းနီးကပ်လာမှုကိုရင်ဆိုင်နေရချိန်မှာသူ့ရဲ့သားပေါက်လေးတွေကိုအကာအကွယ်ပေးဖို့အတွက်ဒါဝါဟာအဲ့ဒီနေရာကနေထွက်ခွာပေးခဲ့ရပါတယ်။ဒါပေမဲ့ခက်ခက်ခဲခဲရထားတဲ့အစာကိုလည်းအလွယ်တကူတော့လက်မလွတ်ချင်ခဲ့ပါဘူး။သူ့ရဲ့ကလေးလေးတွေကလည်းဗိုက်စားနေကြတော့မယ်လေ။ဒါပေမဲ့တယောက်နဲ့၄ယောက်ဆိုတဲ့မမျှတတဲ့အခြေအနေမှာဒီနှင်းကြားတင်မာကြီးအနေနဲ့အနိုင်ရဖို့အခွင့်အရေးကမရှိသလောက်ပါပဲ။ဒါဝါတယောက်ဘာလို့မှမသိဝေခွဲမရဖြစ်နေပေမဲ့သူ့ကိုတိုက်ရိုက်စိန်ခေါ်လိုက်တဲ့အကြည့်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့ရင်ထဲမှာဒေါသတွေရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။သူဟာကိုနှိပ်ပြီးသူ့ရဲ့စာကိုပြန်လဲရယူဖို့အတွက်ရှေ့ကိုဖြည်းဖြည်းချင်းတိုးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနင်းကြားတစ်ထီ၃ကောင်ကသူ့အနာကိုပိုတိုးကပ်လာခဲ့ကြပါတယ်။သူတို့ကိုပြန်လဲရှင်ပြိုင်ဖို့အခွင့်အရေးမရှိတော့ဘူးဆိုတာကိုဒါဝါတယောက်သိသွားခဲ့ပါတယ်။သူဟာအဲ့ဒီအစာကိုစွန့်လွတ်လိုက်ရပါတော့တယ်။သူမရဲ့သားပေါက်လေးတွေနဲ့ပြန်ဆုံဖို့ကြိုးစားခဲ့ပေမဲ့တခြားအကောင်တွေကတော့အစာလူယုံနဲ့အားမရနိုင်ကြပါဘူး။သူတို့ကဒါဝါကိုအဝေးကိုမောင်းထုတ်ဖို့ကြိုးစားလာကြပြီးဒီနယ်မြေကိုသူတို့သိမ်းပိုက်တော့မယ်ဆိုတာကိုပြသလိုက်ကြပါတယ်။ဘာမှအသာစီးမရတဲ့အခြေအနေမှာဒါဝါတယောက်သူမရဲ့သားပေါက်လေးတွေကိုခေါ်ပြီးသူတို့ရှင်သန်ရက်တီဖို့မိခိုနေရတဲ့ဒီဇာတိမြေကနေမတက်တာပဲစွန့်ခွာခဲ့ရပါတော့တယ်။ရက်တပတ်အနေငယ်ကြာပြီးတဲ့နောက်မှာတော့ချင်းဟိုင်တီဘက်ကုန်းပြင်းမြင့်ဟာနောက်ကျမှရောက်လာတဲ့ပြင်းထန်တဲ့စောင်းရာသီရဲ့ဒဏ်ကိုအလူးလဲခံလိုက်ရပါတယ်။အပူချိန်တွေကတပြေးပြေးကျဆင်းလာသလိုအစာရည်စားကလည်းတစ်နေ့ထက်တစ်နေ့ပိုပြီးရှားပါလာခဲ့ပါတယ်။ဒါဝါဟာသူမထက်ပိုတန်မာတဲ့မျိုးတူအကောင်တွေနဲ့အလွန်မင်းရှားပါနေတဲ့အရင်းမြစ်တွေအတွက်ရှင်ပြိုင်လူယူရပါတော့တယ်။ဒါပေမဲ့သူမအရင်ဆုံးလှုပ်ဆောင်ရမှာကတော့ဒီနယ်မြေအသစ်ရဲ့အနေအထားကိုအမြန်ဆုံးယဉ်ဤကျွမ်းဝင်အောင်လုပ်ဖို့ပါပဲ။သူမဟာနေရာအနှံ့မှာသူမရဲ့အနှံ့အသက်တွေကိုခြံထားခဲ့ပြီးဒီနယ်မြေကိုအပိုင်ဆိုးထားတာပါ။အဲ့ဒီအချိန်မှာပဲဒီနယ်မြေရဲ့အရှင်သခင်ဖြစ်တဲ့နှင်းကြားသည့်အထီးကြီးကသူမကိုတွေ့သွားခဲ့ပါတယ်။တာဝါကဒီနေရာရဲ့နေခံမဟုတ်ပေမဲ့အသက်ရှင်ဖို့အတွက်တိုက်ခိုက်ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းပြိုင်ဘက်ကအင်အားကြီးလွန်နေခဲ့ပါတယ်။ဒါဝါတယောက်သူမရဲ့ရင်သွေးလေးတွေရှိရာစီကိုပဲစုပ်ခွာသွားခဲ့ရပါတယ်။သူမအမဲမလိုက်နိုင်ခဲ့တာတစ်ပတ်လောက်တောင်ရှိနေပါပြီ။အခြေအနေတွေကဒီတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင်သားပေါက်လေးတွေအသက်မရှင်နိုင်တော့ရုံနဲ့မကပဲသူမကိုယ်တိုင်လည်းငတ်မမှုတံကိုအလူးလဲခံရတော့မှာပါ။အခုကြုံနေရတဲ့အကြက်တဲကနေလွတ်မြောက်ဖို့အတွက်အစာကိုအမြန်ဆုံးရှာဖွေရမှာဖြစ်ပါတယ်။နှစ်ရက်ကြာမှတော့လေမုန်တိုင်းနဲ့နှင်းတွေကရုတ်တရက်ပိုပြီးပြင်းထန်လာခဲ့ပါတယ်။အမဲလိုက်ဖို့အခွင့်အလမ်းတွေကလည်းပိုပြီးနှဲပါသွားခဲ့ရပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ဒါဝါအတွက်တော့ဒီ Battleship အုပ်စုကြီးကမျောလင်းချက်ရောင်ကြီးလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီတို့ဟာဒီနေရာမှာခိတ္တနာဖို့ဆုံးဖြတ်လိုက်ကြတာကဒါဝါရဲ့တိုက်ခိုက်နိုင်တဲ့အကွာဝေးတွေကိုရောက်ရှိသွားစေခဲ့တာပါ။ချောင်းမြောင်းတိုက်ခိုက်တာကဒါဝါရဲ့အားသာချက်တစ်ခုဖြစ်တာကြောင့်သူမဟာပတ်ဝန်းကျင်အနေအထားကိုအကာအကွယ်ယူပြီးသုံးအောင်နာကိုတဖြည်းဖြည်းချင်းချင်းကပ်သွားခဲ့ပါတယ်။ဒါဝါကတော့သူမရဲ့ပြက်မှတ်ကိုအသေးချာကိုအာယုံစိုက်ထားလိုက်ပါပြီ။အချိန်အခါကောင်းကိုစောင့်ကြည့်ပြီးတဲ့နောက်မှာတော့သူမဟာအရှိန်ဟုန်နဲ့ခုံအုပ်တိုက်ခိုက်လိုက်ပါတော့တယ်။ဒါပေမဲ့အောင်မြင်တော့မဲ့ဆဲဆဲမှာပဲမမျောလင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။နင်းဒီအောက်မှာချွန်ထက်တဲ့ကြောက်ဆောင်တွေဖုံးလွှမ်းနေကြတာကြောင့်ဒါဝါတယောက်အရှိန်အဟုန်နဲ့ပြေးနေတော့မှာပဲကန်ဆိုးစွာနဲ့သူမရဲ့ခြေပွားကိုထိခိုက်ပြီးသွားခဲ့ပါတယ်။အခက်ခဲတွေကြားကရုန်းကန်နေရတဲ့သူမတို့မိသားစုလေးအတွက်တော့အခြေအနေတွေကအရင်ကထက်ပိုပြီးဆိုးရွားသွားခဲ့ရပါပြီ။အခုလိုဗီဒီယိုလေးတွေကိုကိုယ်တိုင်ဖန်တီးနေတယ်ဆိုရင်ကျွန်တော်ရဲ့ application လေးထဲမှာ click တစ်ချက်နှိပ်ရုံနဲ့ဖန်တီးလို့ရနေပါပြီ။အသေးစိတ်ကို chat box ကနေလာမေးလို့ရပါတယ်။